တနင်္ဂနွေသားသမီးများအားလုံးမင်္ဂလာပါခင်ဗျာ10ရက်17လ2024ကနေ16ရက်17လ2024ထိတပတ်တာအတွင်းမှာတနင်္ဂနွေသားသမီးတွေဟာကောင်းကံတွေကိုရရှိနေတတ်ချိန်ဖြစ်တယ်မေတ္တာရေးကိစ္စတွေမှာအထူးသဖြင့်အားကောင်းနေတတ်ပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံကောင်းတွေနဲ့အစပြိုးရတဲ့လုပ်ငန်းသစ်တွေလည်းရရှိတတ်ပါတယ်အတွေ့တွေများနေတတ်တယ်သူများရဲ့အရေးကိစ္စတွေကြားမှာကိုကညက်နေတတ်တယ်ရှေ့ဆက်ရမယ့်လမ်းကိုအေးဆေးဆေးရွေးချယ်ပြီးတော့စတင်နိုင်ခြင်းတွေရှိတတ်ပါတယ်အချစ်စမ်းတွေအလွန်ပွင့်နေတတ်ပြီးကိုနဲ့လိုက်ရောညီထွေဖြစ်တဲ့သူနဲ့လည်းစုံရတတ်ပါတယ်တွဲဘက်အပေါ်မှာကောင်းမွန်တဲ့လွှမ်းမိုးမှုတွေပြုနိုင်နေတတ်ချိန်ဖြစ်ပြီးတော့ကိုနဲ့အခြေအနေတူဉာဏ်ရည်တူတဲ့သူနဲ့လည်းစုံတွေ့ရတတ်ချိန်ဖြစ်ပါတယ်ခင်ဗျာမျောလင်းချက်ကောင်းတွေထားတဲ့အချိန်မျိုးဖြစ်ပါတယ်စိတ်နှလုံးကောင်းတွေလည်းထားသင့်ပြီးတော့ရှေ့ဆက်ရမယ့်အရာတို့အတွက်အကောင်းမြင်စိတ်တွေရှိသင့်ပါတယ်ကိုအထင်ကြီးတာတွေကိုရဲ့ဖြစ်တည်မှုအစပြိုးခဲ့မှုတွေကိုမေ့ပြောက်ခြင်းတွေကိုဆင်ခြင်ရပါလိမ့်မယ်ဘဝင်စိတ်ကိုတတိထားပြီးတော့ရှောင်သင့်ပါတယ်အချုပ်အားဖြင့်တော့ဒီကာလဟာကောင်းကံကိုရရှိနေတတ်ချိန်ဖြစ်တယ်ဆိုပေမဲ့မျှတတဲ့အတွေးခေါ်တွေလည်းရှိတဲ့နဲ့ကိုတူးတဲ့နဲ့အရာရာကိုတာဝန်ယူလို့တာဝန်ခံလို့မရကြောင်းသိရှိနားလည်ဖို့ကြိုးစားတဲ့နဲ့ဆိုလိုတာကတော့ကိုနိုင်တဲ့ဝင်တွေကိုပဲထမ်းဖို့ကိုကျွန်တော်ကတော့တိုက်တွန်းလိုပါတယ်ဘေးဆိုးရန်ဆိုးအန္တရာယ်ဆိုးအသွယ်တွေကနေကင်းဝေးနိုင်ကြပါစေခင်ဗျာကောင်းသောလူရင်စန္ဒမှန်သမျှလည်းပြေဝနိုင်ကြပါစေကျေးဇူးတင်ပါတယ်ကျွန်တော်ပိုင်စိုးသူပါ